တဲ့မဲ့ခင်ရှိပါနိဗ္ဗာန်ကိုရောက်စေကြောင်းတရားကာယကံဝစီကံမနောကံများစင်ကြယ်အောင်ဆုံးမရတရားမှန်ကန်သောစကားကိုပြောဆိုရမှန်ကန်သောမှုကိုလုပ်ဆောင်ရမှန်ကန်သောသံဝေမှုရွယ်ဆောင်ရဒီလာတရားသုံးပါးဖြစ်လာဒုက္ခရောချုပ်ရမြတ်နိဗ္ဗာန်လာမဲ့ခင်ပေါင်းစည်းလို့တလားဒုက္ခရောငြိမ်းရမြတ်နိဗ္ဗာန်လာသူတော်စင်တို့လျှောက်တဲ့လမ်းကိလေသာပဲတတ်တဲ့မဲ့ခင်ရှိပါတဏှာကလွတ်စေကြောင်း